ဖပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်စားနေရေးကစားမလို့တော့ပြိုခေါ်နေပဲတန်းနဲ့ပဲပြောလိုက်ပါမယ်ကျွန်တော်မြန်မာနိုင်ငံမှာတိုက်ပွဲတွေဖြစ်တယ်ချမ်းဖတ်မရောက်နိုင်နဲ့ကျွန်တော်တိုင်းရအဖွဲ့အစည်းတွေနဲ့IUGအစိုးရနဲ့တိုက်ပွဲတွေဖြစ်တယ်ဒါကြလို့မရောက်နိုင်ဘက်ကနိုင်ဝါခဲ့တွေရှိတော့ဟုတ်လားဘယ်လိုဖြစ်မယ်ဆိုတော့တရုတ်နိုင်ငံသမ္မတနိုင်ငံဖြစ်သွားတယ်တရုတ်ကစီးပွားရေးနဲ့တိုက်ခိုက်စီးပွားရေးနဲ့တိုက်ခိုက်တယ်ဆိုတာသူကျွန်တော်မြန်မာနိုင်ငံမှာစေုံနေအမျိုးမျိုးလာဖွင့်ကြတယ်ဖွင့်ကြတယ်သူလာတာလည်းသူဒေါ်လာဈေးနဲ့ဆိုရင်ရောတရုတ်ယွမ်ဈေးနဲ့ဆိုရင်တော့ဒါပြောမှဆိုရင်ဘာမှမဖြစ်စလောက်လေးပေါ့သူတို့စလိတပူးစားတော့မရှိဘူးအခုကျွန်တော်တရုတ်နိုင်ငံမှာအလုပ်လုပ်နေတယ်အခုတရုတ်နိုင်ငံကိုလာတာရတယ်ဒါပေမဲ့မြန်မာနိုင်ငံထက်ပိုရတယ်အခုမြန်မာနိုင်ငံမှာတိုက်ပွဲတွေဖြစ်တော့တရုတ်နိုင်ငံကဒီမှာအလုပ်သမားတွေခေါ်တရုတ်နိုင်ငံမှာခေါ်ကြတယ်ဒါကြလို့ကျွန်တော်မြန်မာနိုင်ငံမှာငြိမ်းချမ်းဝါယူပဲထားလိုက်အောင်မရောက်တဲ့စစ်တပ်နဲ့နိုင်ဝါယူပဲထားလိုက်အောင်အကုန်လုံးတရုတ်နိုင်ငံကြီးပေါ့မြန်မာအကုန်လုံးပြန်ပို့မှာတိုင်းသားအကုန်လုံးပြန်ပို့မှာနောက်ဆုံးဘာဖြစ်မယ်ရေရှည်မှာစဉ်းစားမယ်ဆိုတော့ဘာဖြစ်မယ်ဆိုရင်ဒီစစ်အစိုးရကိုတရုတ်နိုင်ငံကလည်းထိန်းချုပ်သွားလိမ့်မယ်စီးပွားရေးနဲ့သူချဲတယ်ကျွန်တော်ချဲမယ်သူလှုပ်ချင်တယ်လို့လှုပ်သွားမယ်နောက်ကြတော့ဘာဖြစ်မယ်ဆိုတော့ကျွန်တော်ကိုပိုင်ဟာလားတမရမရှိဘူးတမရကသူတို့အချမ်းမစစ်တပ်ကနိုင်ဝိုင်းခဲ့တမရရှိခဲ့ရင်တော့တရုတ်နိုင်ငံကထိန်းချုပ်မှုအပြည့်အဝမှာရှိတယ်ကျွန်တော်နိုင်ငံစစ်မှန်တဲ့ကျွန်တော်တမရနိုင်ငံမဟုတ်ဘူးတရုတ်နိုင်ငံတမရဖြစ်သွားလိမ့်မယ်ကျွန်တော်ပြည်မိဘပြည်တွေတော့ကတော့ဒီရှိမှာတော့ရင်းနှီးစရာတွေပဲဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားတော်တော်များများစိတ်ထဲမှာရှိတာကိုအဆင်ပြေရင်ကိုရရင်ကိုအဆင်ပြေပြီးရောဆိုပြီးစိတ်ထဲတွေကများတယ်ဟာကိုတရုတ်နိုင်ငံသားတယောက်ကမြန်မာနိုင်ငံသားတယောက်ပေါ်ကောင်းနေပြီဆိုရင်အချင်းတည်းလူရောက်တရားပေါ်မှာချင်းထည့်နေပြီနော်ဒီမြန်မာနိုင်ငံသားအဖွဲ့အစည်းကိုကောင်းနေပြီဆိုရင်လူကြီး10 တန်းလောက်ကိုချင်းထည့်နေပြီဆိုတာအချင်းတည်းတယ်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေကကျွန်မိဘပြည်သူတွေအတွက်ပဲကျွန်တော်လှုပ်ဆောင်ပေးတယ်။ဘာမှလည်းမလိုချင်ဘူးဘာမှလည်းလုပ်မရဘူး။ဒါပေမဲ့ကျွန်တော်နိုင်ငံကိုကျွန်တော်ချစ်တယ်။ကျွန်တော်မိဘပြည်သူတွေကျွန်တော်ချစ်တယ်။ကျွန်တော်နိုင်ငံကကျွန်တော်ရဲ့အသက်ဆိုလည်းကျွန်တော်ပြောလို့ရတယ်။ဒါကျွန်တော်နိုင်ငံကောင်းမှုအတွက်ဘာမှဆိုကျွန်တော်လုပ်မှာပဲ။အဲ့ဒါကူတော့ကျွန်တော်ကတိပေးတယ်။အခုတိုက်ပွဲတွေမှာကျွန်တော်ဝင်ပါနေရတဲ့အကြောင်းရင်းကလည်းဒါအားလုံးကောင်းမှုအတွက်မိဘပြည်သူတွေအတွက်ကျွန်တော်မြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်ဟိုတိုင်းနာဖွဲ့စည်းတွေအတွက်အားလုံးအတွက်ကောင်းမှုပဲဒီလောက်ပါပဲကျေးဇူးတင်ပါတယ်